မဲ့မင်္ဂလာပါရှင်ကျွန်မဒီနေ့လေးရတော့ဗောနော်တက်ရီရရဲ့ပထမဆုံးကျောင်းတက်ရတဲ့နေ့လေးမလို့အမှတ်တရအနေနဲ့ရိုက်ပြခြင်းလို့ကျွန်မဒီ vlog လေးကိုတင်ဆက်လိုက်ရတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်နော် class ကတော့8နာရီခွဲမှာစမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်မ8နာရီထိုးတဲ့အကြောင်းအမိသွားနေရတာဖြစ်ပါတယ်ရှင်ဒီနေ့ကတော့တန်းချိန်2ချိန်ရှိရပေါ့နော်ဒါပထမဆုံးမနက်အစောပိုင်းအတန်းဖြစ်ပါတယ်ဒီတန်းကိုအရင်ဆုံး join နေရတာဖြစ်ပါတယ်ရှင်ဒါတော့တကယ်ချင်း2ယောက်ဗီဒီယိုလေးတစ်ဖြတ်ပေါ့နော်တန်းချိန်ရဲ့အစဆိုတော့ဆရာပေါ့နော်သူ့ရဲ့ဘာသာရဲ့အကြောင်းကိုသေချာရှင်းပြပြီးတော့တယောက်နဲ့တယောက်မိတ်ဆက်တာရေးလုပ်ရတယ်ဘယ်လိုမျိုးပေါ့နော်သင်ရမလဲဆိုတဲ့ကိစ္စကိုဆရာပြောနေရပြပါတယ်ဒီနေ့ကတော့စာရေးအများကြီးမသင်ဘူးပေါ့နော်နည်းနည်းပါးပါးပဲဆရာဒီသင်ခန်းစာရေးနဲ့ပတ်သက်ပြီးတော့အခြေခံအကြောင်းတွေကိုရှင်းပြနေရဖြစ်ပါတယ်ရှင်ကွစ်တီကိုရန်လွမ်းနေလို့ကွစ်တီကိုစားဖို့အတွက်ကိုတန်းစီပြီးစောင့်နေရဖြစ်ပါတယ်စားပြီးတောက်ပြီးရနောက်မှာတော့မာချာလေးတောက်ချင်တာနဲ့မာချာလေးတော့ဝယ်ပါရရှင်အခုတလောပေါ့နော်ကော်ဖီထက်ကိုမာချာတောက်ရတာပို့ပြီးတော့ကြိုက်နေရပေါ့နော်ကော်ဖီဆိုလို့ရှိရင်အခက်မသိရင်တုံတယ်ပေါ့နော်မာချာရင်မတုံမဲနဲ့လမ်းတာဆိုတော့မာချာပို့ပြီးတော့ craving ဖြစ်နေပါတယ်တောင်းမှရှိရဆိုင်နေတဲ့ဆိုလို့ရှိရင်တော့ဒီ together ပေါ့နော် coffee တွေမှာချာရိုးအကြိုက်ဆုံးဖြစ်ပါတယ်နောက်အတန်းတစ်ချိန်ရောက်သွားပြီပေါ့နော်ဆရာမကနောက်တစ်ပတ်မှာ presentation ရှိရဲ့အကြောင်းကိုကျွန်မတို့ပြောပြနေရဖြစ်ပါတယ်အတန်းဒီနေ့မှပြင်ဆင်တာ presentation တွေကအပတ်စဉ်ကိုဆက်နေပါပြီရှင်ကျွန်မတို့တွေ university တိုင်းမှာအကောင်းဆုံးကြိုးစားရပါတော့မယ်ရှင်နဲ့ဆိုရီတဲ့အတန်းနေတက်ထားတဲ့အတွက်ကြောင့်မလို့ပင်ပန်းပြီးတော့ကျွန်မနားနေပါပြီရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်မရဲ့ channel လေးကိုလည်း like subscribe လုပ်ဖို့မမေ့ကြနဲ့နော်